မိန်းကလေးတယောက်အနေနဲ့ခမည်းဆွဲဆောင်မှုရှိရှိနေတတ်ပြီလားခန္ဓာကိုယ်ဖွဲ့စည်းပုံအရာပဲမိန်းကလေးဖြစ်နေပြီးဆွဲဆောင်မှုနည်းနည်းမှမရှိတဲ့မိန်းကလေးတွေရာပေါင်းများစွာကျွန်တော်တွေ့ဘူးတယ်တကယ်တော့ခမည်းရဲ့နေထိုင်ပုံကိုနည်းနည်းလေးပြင်လိုက်တာနဲ့ဆွဲဆောင်မှုတကယ်ရှိပြီးရင်ခုန်စိတ်လို့ရှားစေတဲ့မိန်းကလေးတယောက်အခုချက်ချင်းဖြစ်သွားနိုင်ပါတယ်ကိုချစ်သူကိုအမျိုးသားကတခြားကောင်မလေးတွေနောက်ပါသွားမဲ့အန္တရာယ်ရှိနေတယ်ဆိုရင်အခုကျွန်တော်ပြောပြတဲ့ပုံစံလေးတွေကခမည်းကိုကဲတင်နိုင်မှာပါဒါပေမဲ့ခမည်းကိုတခြားကောင်လေးတွေကပါစိတ်ဝင်စားလာမှာမို့စင်စင်ချင်းချင်းအသုံးပြုဖို့တော့ကြိုတင်သတိပေးလိုက်ပါတယ်ချက်ချင်းမလွတ်ပေးပါနဲ့သူကကိုယ့်ရဲ့လက်ကိုကင်ထားသည်ဖြစ်စေကိုယ့်ကိုဖွားဖွားလေးဖက်ထားသည်ဖြစ်စေသူကလက်ကိုပြန်လွတ်တဲ့အခါမှာဖက်ထားတာကိုပြန်လွတ်တဲ့အခါမှာခမည်းချက်ချင်းမလွတ်ပေးပါနဲ့လက်ကိုခဏလေးထပ်ကင်ထားလိုက်ပါဖက်ထားတာလေးကိုခဏလေးထပ်ပြီးတော့ဆွဲထားလိုက်ပါခဏလေးနော်ခဏလေးမှတကယ်ခဏလေးပြီးရတဲ့မျက်လုံးကိုပင်ကြည့်ပြုံးတတ်တယ်လို့ပြုံးပြီးတော့တခြားဘက်ကိုကြည့်လိုက်ပြီးတော့သူ့မျက်လုံးကိုဖြတ်ကနေတစ်ချက်စုံပြီးကြည့်လိုက်ပါဘာထူးခြားသွားမလဲဆိုတာခမည်းတွေ့လိမ့်မယ်နန်းတဲ့အခါမထီတတိအနန်းတွေဖွားဖွားနန်းတာတွေတူတူလေးနန်းတာတွေကအများအားအလုံးမဖြစ်ပါဘူးအနန်းမှာအားလေးနည်းနည်းထည့်ပါနည်းနည်းနော်ပြီးတော့သူနန်းတာထက်နည်းနည်းလေးပူကြအောင်နန်းပါထူးခြားမှုကိုတွေးပါလိမ့်မယ်သူပြောတဲ့ဟာသားတွေမရည်ရလဲရည်ပေးပါအဓိကနှစ်ယောက်အတူတူရည်နေဖို့ပဲရည်တဲ့အခါခမည်းရဲ့လက်တွေကိုလည်းအငြိမ်မထားပါနဲ့ကိုယ်စပင်လေးကိုစော့ပြီးရည်ပါကိုယ့်ရဲ့စပင်လေးကိုစော့ပြီးပါဒါမှမဟုတ်သူ့ရဲ့တနေရာရာကိုဒီလက်ထိတ်ကလေးနဲ့ထိပြီးတော့ရည်ပါအတူရည်မောခြင်းနဲ့ခန္ဓာကိုယ်အထိအတွေ့ဟာလူကိုမယုံကြည်နိုင်လောက်အောင်ဆွဲဆောင်နိုင်ပါတယ်စကားပြောတဲ့အခါသူတက်တက်ကိုတက်တက်မဖြစ်ပါစေနဲ့ကျမတို့နှစ်ယောက်ကျမတို့အဲ့လိုလေးပြောပါခမည်းရဲ့အစီအစဉ်တွေထဲမှာသူပါနေမှန်းသိရင်အဲ့ဒီယောက်ျားလေးဟာအရာရာအားလုံးကိုမေ့လိုက်ပြီးတော့ခမည်းနဲ့ပဲအတူရှိနေဖို့စဉ်းစားမှာပါအနာတူပါစကားပြောတဲ့အခါအနာကပ်ပြီးတူတူလေးပြောတာမျိုးဘေးချင်းရှင်ထိုင်တဲ့အခါခန္ဓာကိုယ်ချင်းထိသွားတာမျိုးပြီးတော့မှပြန်ခွာရင်ခွာပေါ့တခုခုမေးတဲ့အခါဖြေတဲ့အခါသူနဲ့နီးအောင်ခန္ဓာကိုယ်အဲ့လိုယိမ်းလိုက်တာမျိုးဒါတွေကသူ့ကိုနှွေးထွေးစွာရင်ခုန်စေမှဖြစ်တဲ့အပြင်အချစ်စိတ်တွေလည်းယိုဖိတ်လာစေမှဖြစ်ပါတယ်ခမည်းရဲ့လက်တွေသပင်တွေမျက်လုံးတွေကိုသုံးတတ်ပါလက်ကအင်ကြီးကိုမေးစီအောက်နားနဲ့အပြင်ကိုအသာလေးဆွဲထုတ်တာမျိုးတခုခုရှက်စရာပါလာတဲ့အခါနှကန်းတောက်ကိုကိုက်ထားလိုက်တာမျိုးရှက်လို့ဆိုပြီးမျက်လုံးကိုလက်ချောင်းကလေးနဲ့ကွယ်ပြီးတော့လက်ချောင်းတွေကြားကနေချောင်းကြည့်တာမျိုးဟာယောက်ျားတွေကိုအလွန်ပဲရင်ခုန်စိတ်လှုပ်ရှားစေပါတယ်မျက်လုံးကနည်းနည်းကြာလေးကြည့်ပြီးပါသူစကားပြောနေတုန်းသူရည်နေတုန်းသူ့ကိုပုံမှန်တဲ့နည်းနည်းလေးပူကြအောင်ကြည့်ပြီးပါနည်းနည်းလေးတော့တအားကြသွားလို့လည်းမရဘူးအဲ့ဒါတခုတည်းကယောက်ျားလေးတွေရေဘူးထားရှာမဲ့ body language ပါပြုံးထားဖို့တော့မမေ့နဲ့နော်ဒီ body language အသစ်တွေကခင်ဗျားတို့ရဲ့ဆက်ဆံရေးကိုရင်ခုန်စိတ်လှုပ်ရှားမှုတွေပြန်ဖြည့်ပေးပြီးတော့ပျော်ရွှင်ဖွယ်အချစ်ခရီးတွေဖန်တီးရမှာအထောက်အကူပြုမှာပါဒီဆောင်ပေါက်ကိုတော့ realrules.com ကနေရယူဘာသာပြန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ချစ်သူအိမ်တော်ဖက်များအားလုံးရိုးနေကြပေါင်းနိုင်သင်နိုင်ကြပါစေဗျာ